မင်္ဂလာပါသားတို့သမီးတို့ရေဒီတစ်ခေါက်ဦးပြပြပေးမယ့်ပုံမြင်လေးရတော့မော်ကြွားသောတစ်ပင်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ဟိုးရှေ့တုန်းကတစ်ပင်တွေအရမ်းများတဲ့တောနဲ့ကြီးတယ်မှာအရန်ကိုလှပတဲ့တစ်ပင်နှစ်ပင်ရှိတယ်။တစ်ပင်ကတော့တရက်ပင်ဖြစ်ပြီးတော့နောက်တစ်ပင်ကတော့ဗတောက်ပင်ဖြစ်တယ်ပေါ့နော်။အဲ့ဒီအပင်နှစ်ပင်လုံးသူကအရန်ကိုစိမ့်စိမ့်ဆူဆူနဲ့လှပရှိကြပါမယ်။သူကတယောက်နဲ့တယောက်ကစိတ်သဘောထားလေးတွေကတော့မတူကြဘူး။ဒီဘက်ကတရက်ပင်ကသူကအရန်သဘောကောင်းတယ်။ဖော်ဖော်ရွရွရှိတယ်။ဒီဘက်ကဗတောက်ပင်ကတော့သူကတိတ်ပြီးတော့ဖော်ဖော်ရွရွမရှိဘူးပေါ့။သဘောလည်းတိတ်မကောင်းဘူးပေါ့ကွယ်။တရက်ပင်ကြီးကသူ့ရဲ့တစ်ပင်မှာလာနာတဲ့ငှက်ကလေးတွေကိုသူ့ရဲ့အသီးတွေကိုလည်းသူစားခွင့်ပေးတယ်သူ့ရဲ့တစ်ပင်မှာလည်းအဲ့ငှက်ကလေးတွေအတိုက်တွေပါစောက်လို့ရှိရင်လည်းသူကစောက်ခွင့်ပေးတယ်ကွယ်ပြီးလို့ရှိရင်သူ့ရဲ့တစ်ပင်အောင်မှာလာတဲ့ခရီးသွားဧည့်သည်တွေပါလာနာပြီဆိုလို့ရှိရင်သူကသူ့ရဲ့တရက်သီးတွေသူကပေးစားတယ်အဲ့ဒီလူတွေလည်းသူခင်းမင်းရှိတယ်သူကမှတငယ်ချင်းတွေအများကြီးအပေါင်းအသင်းတွေအများကြီးရှိတာသူကအရန်သဘောကျတယ်နောက်ထပ်ဗတောက်ပင်ကြီးကတော့သူကတခြားစီပဲသူ့ရဲ့အကိုင်းမှာငှက်ကလေးလာနာတယ်သူကခွင့်မပြုဘူးသူ့ရဲ့အသီးတွေကိုလည်းသူ့ရဲ့အဖူးအပွင့်တွေအရွက်တွေကိုလည်းစားရတယ်သူကမကြိုက်ဘူးပြီးတော့သူ့စီမှာလာပြီးတော့အဲ့လိုခရီးသွားတဲ့လူတွေကသူ့ရဲ့တစ်ပင်အောင်မှာလာထိုင်လို့ရှိရင်သူအပေါ်နဲ့တစ်ကိုင်းတွေခြွေချအရွက်တွေခါချနဲ့အဲ့လိုမျိုးလုပ်ပြီးတော့သူမကြိုက်ဘူးပေါ့ကွာလူတွေကိုနှင်ထုတ်တယ်ပေါ့သူကတယောက်တည်းပဲနေချင်တယ်သူကအဲ့လိုသူများကြီးနဲ့နေရသူကမကြိုက်ဘူးပေါ့နော်ငှက်ကလေးလာလို့ရှိရင်သူကမောင်းထုတ်တယ်ဒီလိုနဲ့ပဲတရက်ကြတော့ပြားပြေမှာဥဆောင်တဲ့ပြားတွေအများကြီးကသူတို့ကအိမ်ဆောက်ဖို့ဆိုပြီးတော့တစ်ပင်တွေလိုက်ရှာကြတာပေါ့နော်လိုက်ရှာတဲ့အချိန်မှာသူကဗတောက်ပင်နာကိုရောက်လာတဲ့အချိန်မှာဗတောက်ပင်ကမောင်းထုတ်တာရှူဒီလိုတွားကြပေါ့နော်ငါးစီမှာလာပြီးတော့အိမ်မဆောက်ကြနဲ့ရှုပ်တယ်ပေါ့နော်ငါရဲ့အလှလည်းပြတ်တယ်ဆိုပြီးတော့မောင်းထုတ်လိုက်တော့ပြားပြင်မှာစိတ်ဆိုးသွားပြီးတော့ဘေးနာတရက်ပင်ကြီးစီကိုတွားတဲ့အချိန်ကျတော့တရက်ပင်ကသူကတငယ်ချင်းအစ်စ်တွေရတော့သူကပျော်သွားတယ်လာပြားပြင်မှာကြီးကျွန်တော်စီမှာလာနားပါကျွန်တော်စီမှာလည်းအိမ်ဆောက်လို့ရပါတယ်နေလို့ရပါတယ်ဆိုပြီးတော့သူကခွင့်ပြုလိုက်တာပေါ့ခွင့်ပြုလိုက်တော့ပြားပြင်မှာကြီးပြားတွေကလည်းအဲ့မှာအဲ့တရက်ပင်မှာအိမ်ဆောက်ပြီးနေကြတာပေါ့ကွယ်ဒီလိုနဲ့တဖြည်းဖြည်းနဲ့ရက်တွေကြာလာတော့တောထဲကိုတက်ကုတ်သမားတွေရောက်လာပြီးတော့တက်ကုတ်သမားတွေကပထမဆုံးသူကတရက်ပင်ကိုပြင်သွားတာဟာတရက်ပင်ကအကြီးပဲလှတယ်ငါတို့ခုတ်ကြရအောင်ဆိုပြီးတော့ခုတ်ဖို့ပြင်ဆင်ကြအောင်အဲ့ဒါကိုအဲ့လိုပြင်ဆင်နေတာကိုပြားပြင်မှာတွေ့သွားတော့ဟာမဖြစ်ဘူးဒီမှာငါတို့အိမ်ဆောက်ထားတာဒီတရက်ပင်ကိုခုတ်လိုက်ရင်တရက်ပင်တွေတည်သွားလိမ့်မယ်ငါတို့လည်းပျက်စီးလိမ့်မယ်ဆိုပြီးတော့ဒီတရက်ပင်ကိုငါတို့ကာကွယ်ပေးမှဖြစ်မယ်ဆိုပြီးတော့ဒီပြားတွေကိုသူကအမိန်ပေးလိုက်တာတက်ခုတ်သမားတွေကိုကြိုက်ကြဆိုပြီးအဲ့မှာတက်ခုတ်သမားတွေပြားတွေဝိုင်းကြိုက်ကြတော့တက်ခုတ်သမားတွေလည်းအော်ဟစ်ပြီးထွက်ပြေးသွားကြတာပေါ့လွယ်နောက်နေ့ကျတော့ထပ်ပြီးတော့တက်ခုတ်သမားတွေထက်ရောက်လာအောင်ရောက်တော့သူကတရက်ပင်ကိုစီကိုမသွားတော့အဲ့ဒီမှာသွားလို့ရှိရင်ပြားကြိုက်ခံရတာဟိုပြားကြိုက်ခံရတော့သူကဘေးမှာရှိတဲ့အဲ့ဗတောက်ပင်ကိုပဲသူကခုတ်မယ်လှုပ်ကြတော့ဗတောက်ပင်ကဟာဒုက္ခပဲငါ့ကိုတော့ခုတ်တော့မယ်ပေါ့နော်အဲ့ဒါနဲ့သူကဘေးကတရက်ပင်မှာရှိတဲ့ပြားတွေကိုသူကအကူညီတောင်းတာကဲကြပါဦးငါ့ကိုတခုတ်သမားတွေကခုတ်တော့မယ်ငါ့ကိုဒုက္ခရအောင်လှုပ်ကြရမယ်ဆိုကူညီတောင်းတော့ပြားပင်မကြီးကလုံးဝမကူညီဘူးတဲ့ဘာဖြစ်လို့ဆိုတော့သူ့ကိုအိမ်ဆောက်ခွင့်မှမပေးခဲ့တာဟုတ်မကူညီဘူးဒါပေမဲ့အဲ့ချိန်မှာတရက်ပင်ရဲ့ဂျားနဲ့သူကဝင်ပြီးတော့မှပြားပင်မကြီးကိုသူကဖြောင်းဖြပေးတယ်ပြားလေးတွေပြားပင်မကြီးကူညီပေးလိုက်ပါတနာပါတယ်ပေါ့နော်အဲ့လိုမလုပ်ပါနဲ့ဆိုပြီးတော့သူကဂျားထဲကနေဝင်ပြီးတော့ပြောပြတဲ့အချိန်မှာပြားပင်မကြီးကလည်းကဲအဲ့ဆိုလဲငါတို့ကူညီပေးလိုက်ပါမယ်လို့ဆုံးဖြတ်ပြီးတော့သူကအဲ့ဗတောက်ပင်ကိုကူညီရနေနဲ့ဗတောက်ပင်ကိုခုံမလို့လုံနေတဲ့တက်ခုတ်သမားတွေထပ်ပြီးတော့လိုက်ကြိုက်ပြန်အောင်လိုက်ကြိုက်တော့ထွက်ပြေးသွားတာပေါ့အဲ့လိုနဲ့အဲ့ဗတောက်ပင်ကြီးကလည်းအခုမခံနိုင်ရအောင်အဲ့တော့ကြမှာဗတောက်ပင်ကြီးကနောင်နာရသွားငါဒီလိုမျိုးမောက်မာခဲ့လို့ငါဒီလိုမျိုးရိုင်းဆိုင်နေပေါ့နော်သဘောမကောင်းမင်းနဲ့ဆက်ဆံခဲ့လို့ငါဒီလိုဖြစ်ရတာအဲ့အတွက်တောင်းပန်ပါတယ်ငါ့ကိုခွင့်လွှတ်ပေးကြပါဆိုပြီးတော့သူအားလုံးတောင်းပန်တယ်ပြားတွေကိုလည်းတောင်းပန်တယ်ငှက်တွေကိုလည်းတောင်းပန်တယ်အဲ့တော့သူအဲ့လိုတောင်းပန်တဲ့အတွက်အားလုံးကလည်းလက်ခံပေးလိုက်တယ်ပေါ့နော်လက်ခံပေးလိုက်ပြီးအဲ့ဒီအဲ့ချင်းကစပြီးတော့အဲ့ဒီတရက်ပင်ရောဗတောက်ပင်ရောလာသမျှလူတွေရောငှက်တွေရောတရိษံတွေအကုန်လုံးပေါ်မှာချစ်ခင်ကျင်နာနာနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတယ်တဲ့အဲ့တော့သားတို့သမီးတို့လည်းအဲ့ဒီဗတောက်ပင်ကြီးလိုမျိုးမာနမထားရအောင်နော်တရက်ပင်ကြီးလိုမျိုးပြုံချိုနဲ့ချိုတတာနဲ့တငယ်ချင်းတွေနဲ့အကုန်လုံးတဲ့အောင်ပေါင်းတင်ဆက်ဆံရမယ်
တငယ်ချင်းတွေပေါ်မှာမာနထားပြီးတော့ဆက်ဆံတဲ့အခါဆိုလို့ရှိရင်ကိုအကူအညီလိုတဲ့ချိန်ဆိုလို့ရှိရင်လည်းကိုကအကူအညီတောင်းတဲ့အခါမှာအကူအညီမရတတ်ဘူးတိုင်ပင်လို့ရမယ်တငယ်ချင်းမိတ်ဆွေလည်းမရှိရတော့ဘဲနဲ့ကိုချစ်တဲ့လူလည်းရှိတော့မှာမဟုတ်ဘူးเนาะအဲ့လိုပဲတငယ်ချင်းတွေနဲ့မှမဟုတ်ပဲနဲ့အိမ်မှာမောင်နှမတွေရှိလို့ရှိရင်လည်းကိုရဲ့မောင်ညီမတွေအကိုတွေအမတွေနဲ့လည်းတဲ့အောင်နေရမယ်เนาะဒီနေ့ပြောချင်တဲ့ပုံမြင်နေရတော့ဒါပါပဲတဒါ